တစ်ချိန်တည်းမှာပဲခရီးထွက်လာတဲ့မိသားစုတစုဟာကားထဲကထွက်လာတဲ့ထူးဆန်းတဲ့အတန်တွေကြောင့်လန့်ဖြတ်နေကြပါတယ် ဇနကမစ်ဆိုလို့ကြည့်ခဲ့တဲ့ကာတွန်းဗီဒီယိုမျိုးကိုလုံနည်းအစဆုံးဒီပရိုဖိုင်မှာအသေးစိတ်မြောက်ပေးမှဖြစ်ပါတယ်စိတ်ဝင်စားရဆိုရင်တော့အဆုံးကြည့်ရှုပေးပါမိတ်ဆွေတေချာလေးနားလေတော့အောင်ကျွန်တော်တေချာလေးရှင်းပြပြပါမယ်ကျွန်တော် channel မှာတင်ပေးထားတဲ့ AI နဲ့ပတ်သက်တဲ့ကာတွန်းဗီဒီယိုလုပ်တဲ့နည်းတွေကိုလည်းဒါမလေ့လာရတဲ့မိတ်ဆွေတွေပေါ့နော်အကုန်လုံးဝင်ရောက်ပြီးတော့မှလေ့လာလို့ရပါတယ်channel ကိုလည်း like and subscribe နေပြီးအားပေးခဲ့ကြပါအောင်နော်ဒါဆိုရင်ကျွန်တော်စမယ်နော်ပထမဦးဆုံးကျွန်တော်တို့ကဒီနေ့လုပ်ပြပေးမယ့်နည်းလမ်းကိုကျွန်တော်ရဖို့အတွက်ဆိုရင် master prompt တစ်ခုရှိနေဖို့လိုအပ်ပါတယ်အဲ့ဒီ master prompt ကိုတော့ကျွန်တော် Telegram channel မှာချပေးမယ် Telegram channel ကကျတော့ဒီအခုမှကျွန်တော်ကြည့်နေတဲ့ကျွန်တော်ဗီဒီယို file ကောင်းစဉ်ကိုထောက်လိုက်ပါအဲ့ဒီအောက်မှာ Telegram channel link ရှိပါတယ်အဲ့အောက်ကိုသွားပြီးတော့မှ join ထားပါကျွန်တော်အဲ့ထဲမှာပေးပါမယ်ပေါ့နော် Okay ကို့မှာ master prompt ရှိနေပြီဆိုရင်အဲ့ဒီ master prompt ကနေကျွန်တော်ဘယ်ကိုသွားမှာလဲဆိုတော့ master prompt ကို copy ယူပြီးတော့မှဒီကိုယ့်ရဲ့ဒီအတွန်းပြုနေတဲ့ chat GPT ပဲဖြစ်ဖြစ် Gemini ပဲဖြစ်ဖြစ်သွားလို့ရပါတယ်ကျွန်တော်ဒီ profile မှာကျတော့ကျွန်တော် Gemini ကိုပဲအတွန်းပြုပြလိုက်မယ်နော်ကျွန်တော်တို့ Gemini ထဲကိုဝင်သွားလိုက်ပါတယ် Gemini ထဲဝင်သွားပြီးကျွန်တော်တို့ဒီမှာပေါ့နော်ဒီ master prompt လေးပါကျွန်တော်ဒါလောက်ထားတာဟာတစ်ခါလေးပြပေးလိုက်မယ်နော်ဒီမှာဒီ master prompt ပေါ့နော်ဒါကိုကျွန်တော်စင့်10ခုနဲ့ပြီးရင်ကျွန်တော်ဒီနောက်ခံစကားပြောရမယ့်ဒီ voice over ပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်မြန်မာလိုတစ်ခါလေးခိုင်းပေးထားတယ်ပေါ့နော် Okay ဒါဆိုရင်ကျွန်တော်ဒီမှာသူ့ကိုဒီ prompt လေးပို့ပေးလိုက်တာနဲ့သူကကျွန်တော်တို့စပြီးတော့မှစင့်တစ်ခုချင်းစီစင့်အလိုက်ကိုသူကကျွန်တော်လိုအပ်တဲ့အချက်တွေကိုအကုန်လုံးပေးလာမယ်ပေါ့နော်ပထမဆုံးသူပေးတာဒီမှာ send one image prompt ရှိမယ် video prompt ရှိမယ် voice over ရှိမယ်ပေါ့နော်အဲ့ဒီ voice over ကိုလည်းကျွန်တော်တို့သူ့ကို6စက္ကန့်ကနေ9စက္ကန့်အထိအကွက်တိကျအောင်ကျွန်တော် data လေးရေးခိုင်းထားတယ်ပေါ့နော်ဒီလိုမျိုးဒီမှာ send 2 send 3ဒါလေးကိုကျွန်တော်တို့က send စုစုပေါင်းသူက10ခုပေးလာပါလိမ့်မယ်ဒီမှာ send 10ခုပေါ့နော် send တစ်ခုစီတိုင်းမှာလည်း image prompt ရယ် video prompt ရယ် voice over ရယ်ပေါ့နော် okay ဒါလေးကိုကျွန်တော်တို့ဘာလုပ်မှာလဲဆိုဒီမှာကျွန်တော်ဒီ Gemini ထဲမှာပဲအကုန်လုံးလုပ်ထားတယ်ဆိုတော့ဒီလိုမျိုးပေးလာပြီဆိုရင်ပထမဦးဆုံးပထမ send ပေါ့နော်ပထမ send ရဲ့ image 1ဒီမှာပေါ့နော် send 1ရဲ့ image 1ကိုကျွန်တော်တို့ copy ယူတယ်copy ယူပြီးတော့ပြီဆိုရင်ကျွန်တော်တခြားစာမျက်နှာကိုမတွားတော့ဘဲနဲ့ဒီစာမျက်နှာမှာပဲတစ်ခါလေးပုံတန်းထုတ်လို့ရတယ်เนาะကျွန်တော်ဒီစာမျက်နှာကနေထွက်မတွားဘူးဒီထဲမှာပဲလာပြီးတော့မှအဲ့ဒီ send 1ရဲ့ image 1ကိုဒီမှာလာပြီးတော့ပေးချလိုက်တယ်ပြီးရင်တစ်ခါလေးပို့ပေးလိုက်တယ်ပေါ့နော်ပို့ပေးလိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာသူကပုံလေးတစ်ပုံပေးလာတယ်ပေါ့နော်ဒီမှာဒါကကျွန်တော်တို့ send 1ရဲ့ image prompt ပေါ့နော်ပေးလိုက်ပြီဆိုရင်မှာပုံလေးပေးလာပါပြီပြီးတော့ပြီဆိုလို့ရှိရင်ပုံတစ်ပုံရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်ထပ်အပေါ်ကိုပြန်တက်နော်အပေါ်ကိုပြန်တက်ပြီးရင်ကျွန်တော်တို့ဒီမှာ send 2ပေါ့နော် send 2ရဲ့ image prompt ကိုကျွန်တော်တို့ထပ်မှန်ပြီးတော့မှ copy ယူရပါမယ်နော် send 2ရဲ့ image 1 image prompt ပေါ့နော်ဒါလေးကို copy ယူတယ် copy ယူပြီးရင်ဒီပေါက်ထဲမှာပဲပြန်ပြီးတော့ပေးချတယ်ပေးချပြီးသူ့ပို့ပေးလိုက်ပြီဆိုလို့ရှိရင်သူကကျွန်တော်တို့နောက်ထပ် second prompt ထပ်မှန်ပြီးတော့second image ပေါ့နော်ထပ်မှန်ပြီးတော့ပေးလာပါလိမ့်မယ်အဲ့လိုမျိုးပေးလာပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေ့တိုင်းပဲအပေါ်ပြန်ဆွဲမယ်ပြီးရင်တော့ကျွန်တော်တို့နောက်ထပ် send 3ဒါကျွန်တော်တို့ဘယ်ပုံကိုထုတ်ပြီးတော့ပြီလဲအဲ့ဒါကိုလည်းမှတ်ထားဖို့လုပ်ရတယ်ပေါ့နော် send 3ရဲ့ image ကိုကျွန်တော်တို့ကသူ့ရဲ့ prompt ကို copy ယူတယ်ပြီးရင်ဒီပေါက်ထဲမှာပြန်ပေးချပြီးတော့ပို့ပေးလိုက်တယ်ပို့ပေးလိုက်ရင်ကျွန်တော်တို့နောက်ထပ် image 3ဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးလေးပေးလာပါလိမ့်မယ်ပေါ့နော်ဒီပုံစံတိုင်းပဲအကုန်လုံးprompt 10ခုစလုံးပေါ့နော်ပုံတွေ10ပုံစလုံးကျွန်တော်တို့ထုတ်သွားပါမယ်ထုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီပုံလေးတွေကိုကျွန်တော်တစ်ခုမကြံတစ်ပုံမကြံကျွန်တော်တို့ကsave လိုက်လုပ်ရမယ်ပေါ့နော်ပုံပေါ်တစ်ချက်ထောက်ပြီးရင်ဒီအောက်မှာ save ခလုတ်ရှိပါတယ် save ခလုတ်ကိုနှိပ်ပြီးတော့မှ open ဆိုတဲ့စာလုံးလေးပေါ်လာတဲ့အထိစောင့်လိုက်ပေါ့နော်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီပုံတွေကကျွန်တော်တို့ရဲ့ gallery ထဲရောက်ရှိသွားပါလိမ့်မယ်ပေါ့နော်ဒီလိုမျိုးတစ်ပုံချင်းစီလိုက်ထောက်အောင်ပါနော်ထောက်ပြီးတော့မှဒီ save ကိုနှိပ်ပြီးရင်နောက်တစ်ပုံထပ်ထောက်ဒီ save ကိုထပ်နှိပ်ဒီလိုပုံစံမျိုးပဲအကုန်လုံး10ပုံစလုံးကိုကျွန်တော်တို့ရဲ့ဖုန်းထဲမှာရောက်ရှိသွားအောင်အကုန်လုံး save သွားလိုက်ပါအကုန်လုံး10ပုံစလုံး save ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်ကsend တွေကိုပြန်သွားပါမယ် send 1ရဲ့ဒီ video prompt နဲ့ voice over ကိုကျွန်တော်တို့စပြီးတော့မှ copy ယူပါမယ်ဒါကိုကျွန်တော်တခါလေးလုပ်ပြလိုက်မယ်နော်ဒါလေးကိုကျွန်တော်တို့ copy ယူပါမယ်ဒါ voice over အထိကျွန်တော်တို့လုပ်မှာနော်အကုန်လုံးယူမယ်နော်ဒီ video prompt ရဲ့ voice over တခါလေးယူမယ် copy ယူမယ်အကုန်လုံး copy ပြီးတော့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုတစ်ခါမှာဒီပုံကနေဗီဒီယိုပြောင်းဖို့အတွက်ကိုကျွန်တော်တို့ flow AI သုံးပါမယ်เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့က Google Flow ကိုသွားပါမယ်Chrome ထဲကိုသွားမယ် Chrome ထဲကိုသွားပြီးရင်ကျွန်တော်ဒီမှာ Google Flow ဆိုပြီးတော့ကျွန်တော်တို့ရိုက်လိုက်ပါဒီလိုမျိုးရိုက်ပြီးတော့ပြီဆိုရင်တော့တစ်ချက်လောက် login ဝင်လိုက်ပါเนาะ Okay ဝင်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ Gmail account တစ်ခုနဲ့ကျွန်တော်တို့ချိတ်ပြရပါမယ် Gmail တစ်ခုနဲ့ချိတ်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်ဒီမှာ new project တစ်ခုကိုရွေးလိုက်ပါမယ်Okay ပြီးတော့ရင်ကျွန်တော်တို့ဒီထဲမှာဗီဒီယိုမပြောင်းခင်မှာဒါလေး custom နေလိုက်အောင်မယ်နော်ဗီဒီယိုမပြောင်းခင်မှာကျွန်တော်တို့ကဘာလုပ်မှာလဲဆိုရင်ကျွန်တော်တို့တောင်းထားတဲ့ပုံတွေကိုအရင်ဆုံးဒီထဲမှာ upload လုပ်ရပါမယ်ပြီးတော့မှကျွန်တော်တို့ကြံတဲ့ဟာဆက်လုပ်ရမယ်ပေါ့နော်တကယ်လို့ဒီနေရာမှာဇွန်နကကျွန်တော်ပုံထုတ်တဲ့နေရာမှာပေါ့နော်ကိုကဒီထဲမှာပဲတစ်ခါလေးလာပြီးတော့မှပုံထုတ်ချင်တယ်ဆိုလို့ရှိရင်အဆင်ပြေတယ်နော် copy ယူပြီးတော့ဒီ email prompt တစ်ခုချင်းစီ copy ယူပြီးရင်ဒီ flow ရိုင်ထဲမှာလာပြီးတော့မှပုံထုတ်လို့လည်းရတယ်ဒါပေမဲ့ setting ချိန်ဖို့တော့လိုအပ်တယ်ပေါ့နော်ဒီမှာ image ကိုရွေးပြီးရင်ကျွန်တော်တို့ဒီ ratio ကိုရွေးကိုထုတ်မဲ့ပုံပမာဏပေါ့နော်အရေးအတွက်ကိုရွေးပြီးရင်ကိုထုတ်မဲ့ model ကိုရွေးပေါ့နော်ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်ပုံထုတ်လိုက်တာနဲ့ကျွန်တော်တို့ရလာတဲ့ပုံတွေအကုန်လုံးကိုဒီထဲမှာပဲဒီတစ်ခါလေးတန်းပြီးပေါ်နေမယ်ပေါ့နော် Okay ကျွန်တော်တော့အခုဇွန်နကထဲမှာ Gemini ထဲမှာထုတ်ထားတယ်ဆိုတော့အခုတစ်ခါမှာကျွန်တော်ဗီဒီယိုပြောင်းဖို့အတွက်ကြတော့ကိုဇွန်နကကျွန်တော် save ထားတဲ့ပုံတွေကိုဒီထဲမှာတင်လိုက်မယ်ဒါဆိုရင်ကျွန်တော်အပေါ်မှာအပေါင်းလက္ခဏာလေးရှိရနော်ဒီမှာအပေါင်းလက္ခဏာလေးကိုနှိပ်ပေးလိုက်ပါပြီးတော့ရင်ဒီမှာ upload media ကိုနှိပ်ပါမယ် Okay ပြီးရင်တော့ကျွန်တော်တို့ဇွန်နကကျွန်တော်တောင်းခဲတဲ့ပုံတွေကိုကျွန်တော်အကုန်လုံး upload လုပ်ရပါမယ်
ပြီးတော့ရင် done ကိုနှိပ်ပါမယ်โอเคဒါဆိုရင်ကျွန်တော်ခဏလောက်စောင့်ပြရပါမယ်ဒီကောင်လေးတွေအကုန်လုံးပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့စပြီးတော့မှအဲ့ပုံကနေဗီဒီယိုလုပ်လို့ရနေပြီပေါ့နော်โอเคဒါလေးစောင့်နေတဲ့အချိန်မှာကျွန်တော် setting လေးချိန်ထားမယ်ဒီမှာဗီဒီယိုကိုကျွန်တော်ရွေးမယ်ဒီနေရာမှာတခုတတိထားမှာကကိုကမြန်မာ voice over နဲ့ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီဖက်မှာပေါ့နော်frame နဲ့ ingredient ကိုကျွန်တော် ingredient ရွေးထားဖို့လိုအပ်ပါတယ် frame နဲ့ရွေးမယ်ဆိုလို့ရှိရင်တစ်ခါတလေမြန်မာစကားတွေမပြီးဘူးပေါ့နော် ingredient မှာဒါလင်းသူကဟိုစကားတွေပြီးတယ်ပေါ့နော်ပြီးရင်ကိုထုတ်ချင်တဲ့ ratio ကိုရွေးမယ်ပြီးရင်ပမာဏကိုရွေးမယ် model ကိုရွေးမယ်ကျွန်တော်ဒီထဲမှာဘယ်ဟာရွေးမလဲကျွန်တော်ဒီ live ကိုပဲကျွန်တော်ရွေးမယ်ဗျာเนาะကျွန်တော်ဒီ live နဲ့ပဲကျွန်တော်ရွေးတယ်10 credit နဲ့တူ8 second ရမယ်ပေါ့နော်โอเคပြီးတော့ရင်ကျွန်တော်တို့ဒါလေးကိုတစ်ချက်ပြန်နေမယ်ဇောနာကကျွန်တော်တို့ copy ယူလာတဲ့ prompt ကိုမချခင်မှာဒီနေရာမှာအပေါင်းလက္ခဏာလေးကိုထပ်နေရပါမယ်เนาะအပေါင်းလက္ခဏာလေးကိုနှိပ်ပါပြီးတော့ရင်ကျွန်တော်ပုံနံပါတ်1ကိုကျွန်တော်တို့ teacher လေးလိုက်ကြည့်ရမှာเนาะပုံနံပါတ်1ကဘယ်ဟာလဲပေါ့เนาะမမှတ်မိဘူးဆိုရင် Gemini ထဲကိုတွားပြီးတော့မှကိုပထမဆုံးထုတ်ထားတဲ့ပုံကိုဘယ်ဟာလဲဆိုတော့တစ်ခါတွားပြီးတော့မှတိုက်ကြည့်လို့ရတယ်ပေါ့เนาะကျွန်တော်တို့ဒီမှာပုံနံပါတ်1ကိုကျွန်တော်မှတ်မိတယ်ပြီးတော့ရင်ကို copy ယူလာတဲ့ video prompt နဲ့voice over ကိုဒီမှာပေးချလိုက်မယ်ပြီးရင်2ကိုပို့ပေးလိုက်ပါဒါဆိုရင်တော့ခဏလေးစောင့်ပေးလိုက်ဒီနေရာမှာကျွန်တော်တို့ video လေးရလာပါလိမ့်မယ်ပေါ့เนาะโอเคဗီဒီယိုလေးတော့ရလာပြီတစ်ချက်တော့ကျွန်တော်နှိပ်ကြည့်လိုက်ရအောင်เนาะဟော်ဒီစားဖို့ဆောင်ထဲမှာတော့ chef Ronnie တယောက်ဒေါသတွေပေါက်ကွဲပြီးဘဝမှာအဆိုးရွားဆုံးနေ့ရက်နဲ့ကြုံတွေ့နေရပါပြီဟော်ဒီစားဖို့ဆောင်ထဲမှာတော့တော်တော်လေးမှတ်ရနော်အတန်လည်းပြီးတယ်ပြီးရင်ရုပ်ထွက်လည်းတော်တော်လေးကိုကောင်းတယ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့ကယူတော့မယ်ဆိုရင်ဒီမှာအပေါ်မှာအများလေးရှိတဲ့ကောင်လေးကိုနှိပ်ပါပြီးတော့920ကိုရွေးလိုက်ပေါ့နော်โอเคဒီလိုမျိုးနှိပ်ပြီးတော့ပြီဆိုရင်ဒါကျွန်တော်တို့ဗီဒီယိုတောင်းတော့အောင်ပြီတော့ပါပြီပြီးတော့ရင်ကျွန်တော်တို့ကဒါလေးကိုပြန်နောက်ဆုတ်လိုက်ပါဒါဆိုရင်ကျွန်တော်နောက်ထပ်ကြံနေတဲ့ဟာကိုထပ်ပြီးတော့လုပ်ပါမယ်အပေါင်းလက္ခဏာကိုထပ်နှိပ်မယ်ပြီးရင်တော့ဒုတိယပုံကိုကျွန်တော်တို့ထပ်ရွေးပါမယ်โอเคဒုတိယပုံပေါ့နော်ဒါဒုတိယပုံပြီးရင်ကျွန်တော်တို့က Gemini ထဲကိုပြန်သွားမယ်ကျွန်တော်တို့ Sin 2ရဲ့ EL ပေါ့နော် video prompt ပေါ့နော်ဒီမှာ Sin 2 video prompt နဲ့ voice over ကိုကျွန်တော်တို့ယူပါမယ်ဒါကကျွန်တော်တို့တိုင်ယာလောက်နဲ့တွားတာမဟုတ်တော့ voice over အနေနဲ့တွားတာပါ voice over ဆိုတော့ကျွန်တော်တို့ကအဲ့ဒီတရုပ်ဆောင်နေတဲ့လူတွေကနေစကားပြောတာမဟုတ်တော့နောက်ခံအတန်နဲ့တွားတာပေါ့နော်โอเคပြီးရင်ကျွန်တော်ဒီမှာ Sin 2အခုယူလာတဲ့ prompt ကိုဒီမှာပေးချပြီးတော့မှပြန်ပို့လိုက်ပါမယ်ဒီထဲမှာကျွန်တော်9ပုတ်လောက်ပဲကျွန်တော်လုပ်ပြနိုင်ပါမယ်เนาะဘာလို့လဲဆိုတော့ဒီမှာကျွန်တော်က free တုံးထားတယ်ဆိုတော့ credit က90ပဲရတယ်ဆိုတော့9ပုတ်ပဲရမယ်ပေါ့နော်ဒါလေးကိုကအကုန်လုံးလုပ်မယ်ဆိုရင်တော့ Gmail account တစ်ခုလောက်ရှိတယ်ဆိုရင်Gmail တစ်ခုနဲ့ပြောင်းလိုက်မယ်ဆိုရင် video 10ပုတ်ကတော့အတားလေးရမယ်ပေါ့နော်โอเคဒါလေးအကုန်လုံးပြီးတဲ့အထိကိုကျွန်တော်လုပ်လိုက်မယ်ပြီးရင် video edit တဲ့ new ကိုတစ်ခါလေးပြပေးလိုက်မယ်เนาะโอเคအကုန်လုံးတော့ပြီးတော့ရည်เนาะဒါပေမဲ့ပုံလေးကနည်းနည်းပြောင်းသွားတယ်ဗျကြည့်ပါဦးတစ်ချိန်တည်းမှာပဲခရီးထွက်လာတဲ့မိသားကာတွန်းပုံကနေဒီလိုမျိုးဖြစ်သွားဒါပေမဲ့ထားလိုက်ပါကျွန်တော်တို့ဒါလေးကိုကျွန်တော်ရလာရင်เนาะဒါကာတွန်းပုံနဲ့အတူပါပဲဒါပေမဲ့ဆက်ပြင်ချင်လည်းပြင်လို့မရတော့ပါဘူးကျွန်တော်မှာ credit မလောက်တော့ဘူးပေါ့เนาะဒါလေးကိုလည်းကျွန်တော်တောင်းလို့ဆွဲလိုက်ပါမယ်โอเคကြံတဲ့9ပုတ်ကိုလည်းဒီနေ့တိုင်းပဲကျွန်တော်အကုန်လုံးလိုက်ပြီးတော့မှလှုပ်သွားမှာเนาะဒါမှအကုန်လုံးပြီးသွားပြီနောက်ထပ်9ပုတ်ပဲကြံပါတော့တယ်ပေါ့เนาะကျွန်တော်မှာ credit လုံးဝမရှိတော့ပါဘူးโอเคဒါဆိုရင်ကျွန်တော်ဒါလေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒါလေးကိုကျွန်တော် edit လုပ်မယ်ပေါ့เนาะ edit လုပ်ဖို့အတွက်ကကြတော့ကို့မှာအဆင်ပြေတဲ့ CapCut VN insert ကြိုက်တာနဲ့တွားလို့ရအောင်เนาะအလွယ်ဆုံး insert ထဲကိုကျွန်တော်ဝင်ပြလိုက်မယ်ပြီးတော့ရင်ကျွန်တော်တို့ကဒီညမှာ new project တစ်ခုခေါ်လိုက်ပေါ့เนาะပြီးတော့အခုထုတ်လာတဲ့ဗီဒီယိုတွေကိုကျွန်တော်တို့လာပြီးတော့မှအကုန်လုံးပေါင်းထည့်လိုက်ပါပြီးတော့ canvas ကိုတွားပြီးတော့မှ video file ရဲ့ site ကိုရွေးမယ်โอเคပြီးတော့ရင် video file တစ်ချက်ထောက်ပြီးရင်တော့နည်းနည်းလေးဆွဲလိုက်တောက်မှာသူက VEO3 ဆိုတဲ့ logo လေး watermark လေးပါနေပါတယ်အဲ့ဒီကောင်လေးကိုနည်းနည်းလေးကွယ်တော့အောင်လုပ်လိုက်ပါဒီမှာပေါ့နော်ဒီလိုမျိုးလုပ်ပြလိုက်โอเคပြီးတော့ရင်တော့ကျွန်တော်တို့ဗီဒီယိုတစ်ခုနဲ့တစ်ခုကြားထဲမှာကိုကပြောင်းတော့မဲ့အချိန်မှာပေါ့နော်ကိုက transition လေးထည့်ချင်တယ်ဆိုလို့ရှိရင်ထည့်သွားလို့ရတယ်မထည့်ချင်မဲနဲ့ဒီတိုင်းတွားလို့လည်းရပါတယ်ဟော်ဒီစားဖို့ဆောင်ထဲမှာတော့ chef Ronnie တယောက်ဒေါသတွေပေါက်ကွဲပြီးဘဝမှာအဆိုးရွားဆုံးနေ့ရက်နဲ့ကြုံတွေ့နေရပါပြီအပြင်ဘက်ဈေးလေးထဲမှာတော့လူငယ်လေးတယောက်ကဘာကူမှဂယုမဆိုင်ပဲအေးအေးလူတရက်သီးဖြော်ရည်တောက်နေပါတယ်အဲ့ဒီအချိန်မှာပဲကုံစုံဆိုင်ထဲကငရုတ်ကောင်းမုံအိုးတွေအကုန်လုံးအုံခနဲလွှင့်စင်ပြီးမမျော်လေးပဲပရန်ပတာဖြစ်သွားပါတော့တယ်ဒီဘက်ကမုံဆိုင်ထဲမှာလည်းအရသာရှိတဲ့မုံတွေကိုစားဖို့ပြင်နေတော့အနံ့ဆိုးကြီးတစ်ခုကဝင်ရောက်နှောင့်ယှက်လိုက်ပြန်ပါပြီအဲ့ဒီအတန်ပါလေကြမ်းပြင်းပေါ်မှာကြည့်တစ်ချိန်တည်းတော်လေးမိုက်တယ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့ကကိုကြိုက်တဲ့ကိုယ့်ရဲ့ကိုယ်ပိုင် logo လေးတွေထပ်ထည့်เนาะ logo လေးတွေထည့်မယ်ဒါမှမဟုတ်ရှင်နောက်ထပ်ဇာတန်းထိုးတွေပဲဖြစ်ပေါ့နော်အဲ့လိုမျိုးထည့်လိုက်ပါပြီးတော့ရင်ဒီ username လေးပါလေးပဲထည့်လိုက်ပေါ့နော်ဒါလေးအကုန်လုံးကတော့အဆင်ပြေပြီပြပြင်ဖို့နေရာကိုမရှိတော့ဘူးနော်တော်တော်လေးမိုက်တယ်ပေါ့နော်အရည်တွေလည်းအများမိုက်ပါတယ်ကျွန်တော်ပြောလို့ပေါ့နော်10ခုလုံးလုပ်မယ်ဆိုရင်တော့10မိနစ်ကျော်တယ်ဂျပန်အကောင့်ကနေကျွန်တော်တင်မယ်ဆိုလို့ရှိရင်လည်းဒါဝင်ငွေရနိုင်တဲ့အနေအထားတစ်ခုရှိပဲပေါ့နော်โอเคဒါလေးကိုကျွန်တော်အကုန်လုံးပြီးတော့ရင်တော့ကျွန်တော်တို့ကဒီဘောက export ကိုထုတ်ပြီးတော့မှဒီလိုဖိုင်ကိုကျွန်တော်တို့ကြက်တဲ့နေရာတွားပြီးတော့မှတင်လို့ရပြီပေါ့နော်โอเคဒီနေ့ဖိုင်တွေကတော့ဒီလောက်ပါပဲမစ္စတာဒီလိုဖိုင်ကိုကြည့်လို့ပါတယ်ရတော့လည်းနောက်ထပ်ပါတယ်တိကျနေတဲ့ comment မှာမှန်ပြီးတွားလို့ရပါတယ် master prompt ကိုတော့ channel မှာတွားယူလို့ရပါတယ်ပေါ့နော်အစိုးရကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဆုံးတော့ chef Ronnie တယောက် coffee အေးအေးဆေးဆေးတောက်ရတော့မယ်အမှတ်နဲ့လှည့်ကြည့်လိုက်တဲ့အချိန်မှာပဲဘုဒ္ဓဘာဆက်ဖြစ်မလဲ